ကိုမိသားစုသူမိသားစုရှိတယ်ကိုမိသားစုထဲမှာလာပြီးတော့ဒါမျိုးဖြစ်မဲ့ဆိုရင်ဘယ်သူမှလက်ခံနိုင်မှာမဟုတ်ဘူးအဲ့တော့လက်မခံနိုင်တဲ့ကိစ္စတစ်ခုကိုသူများမိသားစုထဲမှာလည်းဂုဏ်သေးပြက်အောင်တော့မလုပ်နဲ့လေလောကမှာဂုဏ်သေးပျက်စီးတယ်ဆိုတဲ့အလုပ်တွေရှောင်ကျင်ရမယ်ဆိုတာကိုချင်းစာတရားတစ်ခုတည်းနဲ့ပဲဒါတွေဟာလှုပ်တဲ့နဲ့မလှုပ်တဲ့မှုဆိုတာသိတာလည်းပေါ့ကိုချင်းစာတရားတို့စာနာစိတ်တို့ဆိုတာတကယ်ကိုတန်ဖိုးရှိတဲ့အရာတွေပဲအဲ့ဒီမေတ္တာတို့ကရုဏာတို့ဆိုတာတွေခြေခံပြီးတော့လောကကြီးရဲ့အရေးကိုဆင်ခြင်သုံးသပ်ကြည့်လိုက်မယ်ဆိုရင်ဆိုပါစို့ကိုယ်ကိုပြောရမယ်ဆိုရင်ကိုယ်ကိုဆဲရင်ဘယ်သူမှမခံနိုင်ဘူးအဲ့တော့သူများမဆဲနဲ့ကိုယ်ကိုကြမ်းကြမ်းထန်ထန်ပြောရင်နားမထောင်နိုင်ဘူးအဲ့တော့သူများကိုလည်းကြမ်းကြမ်းထန်ထန်မပြောကိုယ်ကိုရိုင်းရိုင်းဆိုင်ဆိုင်ပြောရင်မကြိုက်ဘူးသူများလည်းရိုင်းရိုင်းဆိုင်ဆိုင်မပြောအမြဲတမ်းဟာစာနာစိတ်နဲ့ကိုချင်းစာစိတ်နဲ့ထားလို့ရှိရင်လွဲမှားတာဆိုမလုပ်တော့ဘူးအဲ့ဒါနဲ့အခြေခံကိုဆုံးဖြတ်လိုက်ရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဟာအများကြီးအခြေခံအားဖြင့် morality ဆိုတဲ့ကိုချင်းတရားနဲ့ပတ်သက်လာလို့ရှိရင်ကိုချင်းစာတရားနဲ့ကြည့်ပြီးဆုံးဖြတ်လို့ရနိုင်တယ်အေးမြတ်ဗုဒ္ဓရဲ့အဆုံးအမမှာကိုချင်းစာတရားဆိုတာအခြေခံအကျင့်တရားလေးများတာဖြစ်တယ်ဒီတဲ့အဆင့်မြင့်တဲ့တရားတွေများစွာရှိသေးတယ်မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကပြည့်ပြည့်စုံတယ်ဒီဘဝကောင်းကျိုးချမ်းသာကြရခြင်းရင်လိုက်နိုင်ရမယ်ကောင်းကျိုးချမ်းသာရစေနိုင်တဲ့အကျင့်တရားတွေနောက်ဘဝကောင်းစားခြင်းရင်နောက်ဘဝကောင်းစားဖို့အတွက်လိုက်နာကျင့်သုံးရမယ်တရားတွေဤဘဝနောက်ဘဝဆိုတာတွေကိုမလိုချင်ဘူးဘဝဆိုတာဘယ်ဘဝပဲဖြစ်ဖြစ်နောက်ဆုံးမှာသိဆုံးခြင်းနဲ့ပဲအဆုံးသတ်တာဖြစ်လို့ဘဝကိုမလိုချင်တော့ဘူးဆိုလို့ရှိရင်လေဘဝထွက်ပေါက်ရအောင်ဘယ်လိုသွားရမယ်ဆိုတာကိုလည်းလမ်းညွှန်ပြီးသားဖြစ်တယ်ပေါ့ဒီတဲ့ပြည့်စုံတဲ့အဆုံးအမဘာသာတရားဆိုတာမရှိဘူးဘုရားရဲ့အဆုံးအမတရားတော်ဟာအပြည့်စုံဆုံးပဲလို့သူဆိုအဲ့ဒီအပြည့်စုံဆုံးအဆုံးအမကိုရထားလို့မိမိတို့စိတ်ကြိုက်ရွေးချယ်ပြီးတော့သွားလို့ရတယ်ဒီဘဝပဲတန်တရားဝကလွတ်ချင်တယ်ဆိုလို့ရှိရင်လေလွတ်နိုင်တဲ့နိလန်းတွေရှိတယ်နောက်ဘဝကျမ်းမှာလွတ်ချင်တယ်သို့မဟုတ်ပါရမီဖြည့်အောင်မယ်နောက်ဘုရားကျမ်းမှာကြွချင်တယ်ဆိုရင်လေကိုယ်